မင်္ဂလာပါရှင်နန်းကျန်ကစ်ချင်းကနေကြိုဆိုပါရရှင်မနန်းရေဒီခေါ်ပုတ်ထောင်းနေတာလေးပြပေးပါဆိုလို့ဒီနေ့ခေါ်ပုတ်ထောင်းနေတဲ့ဟာလေးအနှဲငယ်ပြပေးမယ်နော်အလုံးလုံးနေနဲ့ရိုက်တာဖြစ်တဲ့အတွက်ကြောင့်အနှဲငယ်ကြည့်ရတာအဆင်မပြေတာလေးတွေရှိရင်တော့မနန်းကိုခွန်းလွှတ်ပေးကြပါရှင်ကဲတာလေးကတော့ဆက်နဲ့ထောင်းနေတဲ့အနီအထားလေးပါခေါ်ပုတ်ကလေဆက်နဲ့ထောင်းရတယ်ဆိုပေမဲ့လည်းတော်တော်လေးတော့ဣတယ်နော်ဒီဣလေးရတယ်တော့ပုတ်ကဤနေတာပဲခေါ်ပုတ်ကဤနေတာပဲကွဒါကယူနံပါတ်ခေါ်ပုတ်ပါဟောဤနေတာပဲကြည့်လိုက်နော်ဤလုံးဝဤနေတာနော်ကဲကျန်ပေါ့အချက်လုပ်တဲ့အခါမှာလေပူနွေးနွေးတကယ်ပူနွေးနွေးမှာမြန်ဆန်လုပ်မှပဲအဆင်ပြေတယ်အေးသွားရင်သူကလေအေးသွားရင်အချက်လုပ်လို့အဆင်မပြေတော့ဘူးပြီးတော့ဒီအချက်လုပ်တဲ့အခါမှာပေါ့နော်မိုးတက်တာတွေပါလေမဖြစ်အောင်သူကလေးမခိုးအောင်တိထားလေးမခိုးအောင်ပေါ့နော်ပြီးစိုက်ပြီးတော့လုပ်ပေးရတယ်နော်လေခိုးသွားပြီးဟေးဆိုရင်လေးစပြီးတော့အဲ့ဒီလေခိုးတဲ့နေရာမှာသူကမိုးတက်လွယ်တယ်နော်အပေါ်အောက်အကုန်လုံးပိတ်ချဆက်ပြရမကြည့်ကြည့်လိုက်ယောရှိ
ခေါ်ပုတ်ထောင်းတဲ့နေရာမှာလေဒီအချက်လုတ်တဲ့နေရာတို့အဲ့ဒီထည့်တဲ့နေရာအဲ့ဒီထောင်းတဲ့နေရာလုတ်တဲ့နေရာလေးဆိုမနာလက်လွဲလို့မရဘူးတခြားလူကိုလက်လွဲကြည့်ပေးမယ်လေလက်ရကမတူဖြစ်နေတော့လေအဲ့နောက်ဆုံးတော့လေကိုတယောက်ချင်းရအောင်လုပ်ပါတယ်အဲ့တော့မတီးရပါရမင်းညူးတွေလည်းများတော့တခါတလေနည်းနည်းစောင့်ရတာမျိုးတွေရှင်းတော့စိတ်ရှိပြီးကြပါရှင်အကောင်လုံးကလေကိုချီကိုလည်းစိတ်တိုင်းကြလုပ်ပေးချင်တာဆိုတော့အစားတောက်လုပ်တဲ့နေရာမှာလေစိတ်ရှိမှဝါဒနာလည်းပါမှစိတ်လည်းရှိမှစေတနာလည်းထည့်ထားနိုင်မှတော့အလုံးအဆင်ပြေငွေရပြီးရောလုပ်နေတော့ပါပဲရမှအဆင်မပြေဘူးစေတနာဝါဒနာစိတ်ရှိမှုဒီကမှုအဲ့ဒီအကုန်လုံးပြည့်စုံနေမှလို့အဆင်ပြေပါလိမ့်ရှင်မနန်းကလေဒီဥစ္စာလေးဒီလက်မကတ်အောင်ပေါ့နော်လက်မကတ်အောင်စီတုပ်ပြီးတော့အတောင်းပြရတယ်ပြီးတော့ဒီအပေါ်ရန်လွှာလေးပေါ့နော်မုံမတက်အောင်နည်းနည်းပပစီလေးနည်းနည်းပပတုပ်ပြီးတာဒီဥစ္စာလေးနန်းစီတစ်မျိုးတည်းပဲအတောင်းပြထားတယ်နော်စီရတော့တော့စီကြီးတယ်ဆိုပေမဲ့လည်းနန်းစီကိုပဲအတောင်းပြထားတယ်နော်တခြားစီကိုလုံးဝမတောင်းပါဘူးရှင်ကိုလက်မကတ်အောင်ဒီလိုတုပ်တဲ့စီတောင်မှနန်းစီပဲအတောင်းပြပါတယ်နေလေးငါချက်ခုနောက်တစ်ခုလိုပါမီကဲဒီဟာလေးကနန်းထောင်းပါရှင်ထောင်းတဲ့အခါမှာလည်းနန်းနေအများကြီးထည့်ပြီးထားပါတယ်ပြီးတော့အချက်လုတ်တဲ့အခါမှာရောအပေါ်ရောအောက်ရောတီတီချာချာနန်းကိုနိုင်လေးဖြူပြီးထားပါတယ်ရှင်မနန်းဒီခေါ်ပုတ်မှာအသုံးပြုပေးထားတဲ့နန်းကလည်းလေဒီဂျပန်မှာ organic နဲ့စိုက်ထားတဲ့ရှေးမူအတိုင်းပေါ့နော် organic နဲ့စိုက်ပြီးတော့လက်နဲ့တီချာချွေထားတဲ့နန်းကိုပဲအသုံးပြုထားပါတယ်ပြီးတော့အသုံးပြုခါနီးဒီနန်းကိုလည်းရေတီချာဆေးပြီးနေလန်းပြီးမှပဲသုံးခါနီးမှလော်ပြီးတော့အသုံးပြုပေးပါတယ်ရှင်မနန်းကလေအစားအသောက်ဒီအရန်ဝါသနာပါတော့အစားအသောက်ကိုစိတ်ရှည်လက်ရှည်နဲ့တတိချာချာလေးလုပ်ရတာကိုသဘောကျတယ်ဒီလိုတအားကယူဆိုင်ပြီးတော့စိတ်ရှည်လက်ရှည်နဲ့တတိချာချာလေးလုပ်တာတော့မှတခါတလေအဲလာလေးတွေပါသွားတာမျိုးတွေတခါတလေပေါ့နော်အများကြီးတော့မဟုတ်တခါတလေကြုံရတာမျိုးတွေရှိပါတယ်အဲ့လိုအဲလာလေးတွေပါသွားတယ်ဆိုရင်တော့အာမနာတမ်းမနန်းကိုလာပြောပြပါနော်မနန်းအကုန်လုံးအာမခံနေပေါ့နော်တတိချာချာကောင်းတဲ့ဟာတွေပဲရောင်းချင်တာမို့အဆင်မပြေတာတွေရှရင်လဲမနန်းကိုလာပြောပြကြပါရှင်မနက်အကုန်လုံးကိုယ့်ရဲ့အစားအသောက်ကိုအပြည့်အဝတာဝန်ယူပါတယ်နော်ကဲဒီဟာကတော့နန်းထောင်းလေးပါရှင်မနန်းစီမာလေးနန်းထောင်းရယ်ရိုးရိုးရယ်လောလောဆယ်နှမျိုးပဲလုပ်ပြီးတာပေါ့နော်တခါတလေအဖြူလုပ်ပြီးပါမှအဖြူတက်လုပ်ပြီးပါတခါတလေကျတော့လေအဖြူနန်းထောင်းလေးလုပ်ပြီးပါဆိုအဲ့လိုလာမှာပြီးရင်တော့တီတန်းလုပ်ပြီးပါတယ်များတော့အဖြစ်ကတော့မနန်းလက်လီလက်ကားပြီးနေတာကတော့ဒီလိုနန်းထောင်းရယ်နန်းမပါတဲ့ဟာရယ်ပေါ့နော်ရိုးခေါ်ပုတ်ရယ်နှမျိုးကိုလက်လီလက်ကားဂျပန်တနိုင်ငံလုံးကိုပို့ပြီးပါတယ်ရှင်ဒါလေးကတော့နန်းထောင်းကိုအချက်လုံနေတဲ့ဟာလေးပေါ့နော်
နန်းထောင်းကိုအချက်လုတ်တဲ့အခါမှာမနန်းကလေအပေါ်ရောအောက်ရောနန်းတွေကိုနိုင်လေးဖြူပြီးထားပါတယ်နော်နန်းထောင်းကဒီတစ်နှစ်တော်တော်တန်တယ်ဘာလို့လဲဆိုတော့ဒီနန်းကိုလေအများကြီးတုံးပြီးထားပြီးတော့ရိုးရိုးနဲ့နန်းထောင်းကိုမနန်းက100လောက်ပဲခွာပြီးထားတာဆိုတော့လေနန်းကတကယ်ဆိုရင်မနန်းဝယ်300ရတာဒီနန်း1ကီလိုကိုဆိုရင်4000ကျော်လောက်ပေးရတယ်သူကဂျပန်မှာစိုက်တဲ့ဂျပန်ပြည်တွင်းဖြစ်ကိုပဲမနန်းတုံးထားတယ်ပြီးတော့ organic နဲ့စိုက်ထားတဲ့100% organic နဲ့စိုက်ထားတဲ့ဟာကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်နန်းကတော့တော်တော်လေးဆေးတော့ပေးရတာပေါ့နော်ပစ္စည်းကောင်းလေးတွေကိုတေချာသုံးပေးထားပါတယ်ရှင်မနန်းစီမှာလက်လီလက်ကရနိုင်တာလေးတွေကခေါပုတ်ရဲ့မုံညင်းချင်ရဲ့အဆက်ရဲ့အစိမ့်ချင်ပေါ့နော်ပြီးတော့ဥစားပါလဲဒီငှက်ပြောကောင်းညင်းထုတ်အုံပေါင်းအဲ့ဒါတွေကတော့လက်ဆက်ဆက်လုပ်ပြီးတော့ဂျပန်တနိုင်ငံလုံးကိုပို့ပေးပါတယ်ပြီးတော့တခြားဒီစွန်ထန်တို့ဒီတခြားရှမ်းဒေတာထွက်အစားအစာတွေလည်းမနန်းစီမှာတော်တော်များများရှိပါတယ်နော်အားလုံးပဲအမြဲတမ်းအားပေးကြတဲ့အတွက်ကြောင့်တူတယောက်ချင်းစီကိုကျေးဇူးထိုးတင်ပါတယ်ရှင်ဒါလေးတွေကမနန်းရောင်းတဲ့အချက်ကြီးတွေပေါ့နော်ဒါလေးတွေကလက်လီရောင်းတဲ့အချက်ကြီးတွေပါလက်ကားကတော့အချက်တီးလေးလည်းလုပ်ပေးပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်